လာပါ potato တက်ချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဒီ40 watt AC ပေါ့နော်မီလုံးလေးတစ်လုံးနဲ့ဒီ diode လေးကိုအသုံးပြုပြီးတော့ဒီကျွန်တော်ဒီ battery အဟောင်းတစ်လုံးကိုအားသွင်းတာကိုစမ်းသပ်ပြမှာဖြစ်ပါတယ်220 volt AC မီလုံးဖြစ်ပါတယ် Bridge diode ဖြစ်ပါတယ်ဒီ Bridge diode ရဲ့ဒီအစဒါအပေါင်းစားဖြစ်ပါတယ်ဒီအပေါင်းစားနဲ့ဆန့်ကျင်ဘက်အစတော့အနှုတ်စားဖြစ်ပါတယ်ကျန်တဲ့နှစ်စားတော့ AC အဝင်စားဖြစ်ပါတယ်ပေါင်းနှုတ် AC နှစ်စားဖြစ်ပါတယ်ကျွန်တော်ဒီမီးလုံးကိုတော့ဒီမီးလုံးစွပ်လေးကိုသုံးပါမယ်ဒီ bridge diode ကိုတော့ဒီလိုမျိုးလေးခဲဆော်ထားပါတယ်ဒီမှာပေါင်းစားဖြစ်ပါတယ်ပေါင်းစားဒီမှာနှုတ်စားဖြစ်ပါတယ် AC အဝင်ကဒီအဝါနဲ့ကျိုးကနေ AC ဝင်ဖြစ်ပါတယ်ဒါကတော့ AC အဝင်ကျိုးပါ AC အဝင်ကျိုးရဲ့အစမှာ AC မီတာတစ်ခုတက်ဆင်ထားတာဖြစ်ပါတယ်ဒါကတော့ဘက်ထရီနဲ့ချိန်မဲ့ကလစ်ကြိုးပါအနည်းနဲ့ကြိုးပါ
ဆက်သွယ်တွေကိုတေချာထိထိမိမိဖြစ်အောင်တက်ဆင်ရအောင်ဖြစ်ပါမယ်စကပါလန်ကတော့မြင်တဲ့အတိုင်းပါပဲအလုံးရိုးရှင်းပါတယ်ဒီ AC အဝင်ကနေပြီးတော့ AC ဒီကနေဝင်လာပြီးတော့ကျွန်တော်မီးလုံးကို CD ဆက်လိုက်ပါတယ်မီးလုံးကိုဝင်မယ်မီးလုံးကတစ်ဆင့်မှဒီ bridge diode ကိုဝင်ပါတယ်ခင်ဗျဒီစားကတော့ bridge diode ထဲဝင်ပါတယ်ဒီ diode ကနေတစ်ဆင့် DC ပြောင်းပြီးတော့ battery ကိုတွားမှာဖြစ်ပါတယ်ဒီ circuit ကိုတက်ဆင်တိဆောက်တဲ့အချိန်မှာ AC နဲ့အားသွင်းမှုအချိန်မှာလုံးဝလက်နဲ့ထိတွေ့ခံလို့ခြင်းမပြုရပါဘူးဓာတ်လိုက်နိုင်တဲ့အန်ရဲ့ရှိပါတယ်220 AC ထိုင်မို့လို့ဓာတ်လိုက်နိုင်ပါတယ်တခြားအစိတ်ပိုင်းမှာတော့လုံးဝစိတ်ချရပါတယ်ဒီ battery charger circuit ကိုတက်ဆင်ပြီးတော့ battery ကိုအားသွင်းမယ်ဆိုလို့ရှိရင်အဓိကအရေးကြီးဆုံးအချက်က battery နဲ့အရင်ဥစွာတက်ဆင်ရမှာဖြစ်ပါတယ် battery နဲ့တက်ဆင်ပြီးမှသာဒီ AC ကိုချိတ်ဆက်အသုံးပြုအောင်မှာဖြစ်ပါတယ်ဒါလိုမဟုတ်ဘဲနဲ့ AC ကိုအရင်သုံးပြီးတော့ဒီ DC မှာတွားပြီးတော့ battery မှာတွားပြီးတော့တက်ဆင်လို့ရှိရင်လူကိုဓာတ်လိုက်နိုင်တဲ့အန်ရရှိပါတယ်နောက်ပြီးတော့220ကဓာတ်ရိုက်ဒီ battery ကိုစောင့်ဝင်တယ်လို့ဖြစ်ပြီးတော့ battery မှာလည်းထိခိုက်ပျက်စီးမှုရှိနိုင်ပါတယ်အခုမြင်တဲ့အတိုင်းပါပဲခင်ဗျာကျွန်တော်တို့ဒီ battery ကိုအားစမသွင်းခင်အချိန်မှာ battery က 9.62 ပဲရှိပါတယ်ဒီ battery ကလုံးဝအားကုန်ခန်းနေတဲ့ battery ကိုဟောင်းတစ်လုံးသာဖြစ်ပါတယ်ခင်ဗျာဒီလို circuit မျိုးကလည်းဒီလို battery အဟောင်းမျိုးနဲ့ဒါလည်းပုံမတင့်တော်ပါတယ်လုံးဝလွယ်ကူရိုးရှင်းတဲ့ circuit အမျိုးအစားဖြစ်ပါတယ်လူတိုင်းအလွယ်တကူတိစောက်နိုင်ပါတယ်အဓိကအချက်ကတော့လုံးဝသူအားသွင်းနေတဲ့အချိန်မှာလက်နဲ့မကင်မိစေဖို့အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့သူက220 volt AC ကိုဓာတ်ရိုက်အသုံးပြုတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဓာတ်လိုက်နိုင်တဲ့အန်ရဲ့ရှိတဲ့အတွက်အထူးသတိပြုပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်။ကျန်တဲ့အချက်ကတော့ရှင်းပါတယ်။ခုကျွန်တော်ဒါကိုအားသွင်းစမ်းပြမှာဖြစ်ပါတယ်။ခုဆိုရင်တော့အားစတင်ဝင်လာပြီဖြစ်ပါတယ်ဒီဘက်မှာတော့မီယာ200ကျော်ရှိပါတယ်ဒီဘက်မှာခုန 9.6 ကျော်ကနေပြီးတော့အခု 10.3 ဝန်းကျင်ကိုရောက်ရှိလာပြီဖြစ်ပါတယ် 10.4 ဆက်လက်ပြီးအားသွင်းနေပါတယ်ampere တော့အနည်းငယ်ပဲဝင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမီးလုံးက40 watt ဖြစ်နေလို့ပါ။တကယ်လို့ ampere နည်းနည်းမြင့်ပြီးတော့တွင်းချင်လို့ရှိရင်ဒီမီးလုံးကို60 watt 100 watt စသဖြင့်လဲလှယ်ပြီးတော့သုံးစွဲနိုင်ပါတယ်။100 watt ကိုသုံးရင်တော့ဒီထက်ပိုပြီးတော့နှစ်ဆမြန်ပြီးတော့အားသွင်းလာမှာဖြစ်ပါတယ်။တကယ်လို့100 watt မှနည်းရင်200 watt အထိဆက်လက်ပြီးတော့သုံးစွဲနိုင်ပါတယ်။ဒီမီးလုံးကိုပဲပြောင်းလဲပေးရမှာဖြစ်ပါတယ်။ကျန်တဲ့အစိတ်ပိုင်းကတော့ပြောင်းလဲစရာမရှိပါဘူး။အခုဆိုရင်ဒီမှာ battery ကိုအားဝင်လာတော့တွေ့ရှိရမှာဖြစ်ပါတယ်ဒီနီလန်းကဒီမှာမီးလုံးကဘာကြောင့်လင်းလာလဲဆိုတော့ကျွန်တော်တို့ဒီမှာ battery လောက်ကဆွဲလိုက်တဲ့အတွက်ကြောင့်မို့လို့ဒီမှာ series ဆက်ထားတဲ့မီးလုံးက220 volt ဝန်းကျင်ကိုသူကစားသုံးလိုက်တဲ့အတွက်ကြောင့်မို့လို့ဒီမီးလုံးလင်းလာခြင်းဖြစ်ပါတယ်ဒီမီးလုံးလင်းလာတဲ့အတွက်ကြောင့်မို့လဲဒီ battery ကတွဲဖို့ကိုစိတ်ချလက်ချအားသွင်းမနိုင်တာဖြစ်ပါတယ်ဒီ220နဲ့တွဲဖို့နဲ့ဆိုတော့စုစုပေါင်း232 volt ပေါ့နော်ခံနိုင်အားရှိပါတယ်အဲ့တော့ဒီမှာဘိုးက200ကျော်ပဲဝင်ထားတာဖြစ်တဲ့အတွက်ကြောင့် battery ကိုစိတ်ချလိုက်ချအားသွင်းနိုင်ခြင်းဖြစ်ပါတယ်ဒီမီးလုံးလင်းနေတဲ့ရစိတ်ချရပါတယ်ဒီမီးလုံးမလင်းဘူးဆိုလို့ရှိရင်တော့တန်းလျှော့ပုံစံဖြစ်ပြီးတော့ battery ကထိခိုက်မှုရှိနေလို့ဖြစ်ပါတယ်လွန်လွယ်ကူရွှေ့ရှင်းပါတယ်လူတိုင်းစိတ်ချလက်ချတက်ဆင်တိဆောက်လို့ရပါတယ်အဓိကအချက်ကတော့ဒီအစိတ်ပိုင်းတွေကိုအားသွင်းနေတဲ့အချိန်မှာလက်နဲ့လုံးဝမကင်ပြီးစေဖို့ရယ်နောက်ပြီးတော့ AC ဖို့မသွင်းခင်မှာကျွန်တော်တို့ battery ကိုမိမိရရအရင်ချိတ်ပြီးတော့မှသာလျှင် AC ကိုချိတ်ရမယ့်အချက်ဖြစ်ပါတယ်
အားလုံးပဲကျေးဇူးတင်ပါတယ်